ယနေ့ခေတ်ရဲ့လုပ်ငန်းခွင်မှာဆိုရေရှည်မှာအောင်မြင်မှုတွေပုံမရရှိနိုင်တယ်။ရှိပြီးသားတိုးတက်မှုတွေထိန်းထားနိုင်ဖို့လုပ်ငန်းကျွမ်းကျင် technical ဘက်အဖြစ် management ဘက်မှာဒီနေ့ကျွမ်းဝင်ပြီးစနစ်တကျပေါင်းစပ်အသုံးချနိုင်ဖို့လိုပါတယ်။အရှိမိမိရဲ့ specialization နဲ့သက်ဆိုင်တဲ့ယာထူးတာဝန်တွေအချိန်မှာစီမံခန့်ခွဲခြင်း management ဘက်တက်လှမ်းရတဲ့အခါမှာဖြစ်ဖြစ် background ဆိုနေပြည်တော် professional ဝန်ထမ်းတွေဥဆောင်လုပ်နေလုပ်ငန်းရှင်တွေဖြစ်စီမံခန့်ခွဲရတဲ့အခါမှာဖြစ်ဖြစ်ကြုံတွေ့လာရတဲ့ challenge တွေဖြစ်နိုင်တယ်။လက်တွေ့လုပ်ကိုင်နေတဲ့အဆင့်ပြေချောမွေ့စေဖို့အတွက်ကျွန်တော်တို့ရဲ့ mini MBA program မှာ business management, information technology, strategy management နဲ့ management ဘာနဲ့ထူးခြားမှုတွေဖြစ် marketing, hospitality and tourism, human resource management, development, home business, SME management စတဲ့သက်ဆိုင်ရာ specialization တွေ management နဲ့ချိတ်ဆက်လေ့လာတဲ့ module တွေပါထည့်သွင်းပြင်ချတယ်။ဒါကြောင့်တခြား channel management program တွေနဲ့အားသာချက်ဖြစ် mini MBA, market research, marketing management, banking and finance, engineering management, logistics and supply chain စသဖြင့်ဘာသာရေးစနစ်တွေများပါတည်တဲ့ specialized qualification တွေတက်ရောက်နိုင်မှာဖြစ်ပါတယ်။ program ပြီးဆုံးတဲ့အခါကျရှင် qualification ကတော့မလေးရှားအဆင့်မြင့်ပညာရေးဝန်ကြီးဌာနတည်မှတ်ဖြစ် Lincoln University မလေးရှားအလုပ်သမားဝန်ကြီးဌာနတည်မှတ်ဖြစ် PTE တို့ကပူးတွဲပေးအပ်တဲ့ professional qualification ဖြစ်ပါတယ်။ခုနကပြောတဲ့ program ဖြစ်ပြီးဘာလို့ဆရာတွေတွေ့ကြုံပြီးွားရတဲ့ share တွေစီမံခန့်ခွဲမှုတွေလုပ်ငန်းပိုင်းတွေစာတွေးတွေးကြည့်ချင်းကနေ online interactive Zoom class ဆိုတာထိရောက်ဆုံးသင်ကြားပေးတာပါ။သင်ခန်းစာတွေအချိန်ကြီးပြန်ပြီးမှမဟုတ်ဘူး။ Royal LMS e-learning system ကိုသင်ပြီးထားအောင်ဆိုတော့တစ်ခါမှဆိုမြန်မာနိုင်ငံအနေနဲ့ရေးရကအဆင့်ကြီးတက်လို့ရတယ်။ကိုယ်နဲ့သက်ဆိုင်တဲ့ specialization တွေတက်လို့ရအားသာချက်ရှိတယ်။ခိုင်မာမှုနဲ့သင်ကြားမှုအရေးတွေကောင်းမှာကျွန်တော်တို့ရဲ့ mini MBA program မှာတက်ရောက်တယ်။နှစ်ပြမှာပုံမကောင်းမှလည်းဒါလည်းခွင့်လန်းကောင်းတဲ့အတွက်အကောင်းဆုံးကြိုတင်ပြင်ဆင်လိုက်ပါတိုက်တွန်းလိုက်ကြစေ။ Let's get it and go change the road and do some more. The online and the local Siwan and the Nanjang will die shy, Gandhi, the Nanjang will die shy. Now, so much the Ivana didn't hire no boost the food, Jonia boost the food, my tree. We don't have that out. When the Nanjang, Naya, Mamati, Jamu, Babu, you said it as well. Rosie, I had 100% silence this room. So you're dinner, I have not. I have to get at the Nanjang, idea. တရားကိုစိတ်လို့တော့ဒီတင်တန်းကလက်တွေ့လုံငန်းခွင့်မှာပေါ့နော်အမားတို့လက်တွေ့လုံငန်းခွင့်ဝင်နေတဲ့သူတွေအတွက်ဒီကအများကြီးအကျိုးသက်ရောက်ပါတယ်အများကြီးအကျိုးသက်ရောက်ပါတယ်ဘယ်လိုအကျိုးသက်ရောက်လဲဆိုလို့ရှိရင်အမားအခုဒီ program မှာဒီကျင်ညာပေးမယ်ပေါ့နော်ပြောပြပေးမယ်ဆိုပြီးတော့လက်ခံလိုက်တာကတက်သေးပါပဲဘာလို့လဲဆိုတော့အမားတို့တင်ရတဲ့ဒီ international management ဘာသာရပ်မှာmarketing management ဆိုတာပါတယ်ပေါ့နော်အဲ့ဒီ marketing management မှာသူတို့သင်ထားတဲ့ concept တစ်ခုကတော့သင်ပေးလိုက်တဲ့ concept တစ်ခုကတော့ကိုယ့်ရဲ့လုပ်ငန်းလေးတွေတိကျမကအောင်မြင်လာဖို့ဆိုရင်လူသိများလာဖို့ဆိုလို့ရှိရင်ဒီ social media ကိုအသုံးပြုပြီးတော့ခါကြတော့ကျင်းညာလို့ရတယ်ပေါ့နော်အသုံးချပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိုတိုးတက်အောင်လုပ်လို့ရတယ်ဆိုတဲ့ဥစ္စာတွေအမှသင်လိုက်ရတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်အမရဲ့လုပ်ငန်းလေးအကြောင်းကိုပြောပြလေးမရှိဘူးဆိုပုံမှန်စကားပိုင်းမှာဆိုရင်လည်းမေးတာမှမဟုတ်ရှင်အမထည့်ပြောလေးမရှိဘူးပေါ့နော်အဲ့တော့ကျတော့ဒီတင်လိုက်တဲ့တင်တန်းကြောင်းတင်လိုက်တဲ့ process အရာကိုယ့်ရဲ့ဒီ social media ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့လုပ်ငန်းတွေကိုကျင်ညာရမယ်ဆိုတဲ့ concept တွေတခုရတဲ့အတွက်ကြောင့်လို့ပေါ့နော်ဒါကိုလက်တွေ့အသုံးချလိုက်ခြင်းဖြစ်ပါတယ်မြန်မာယခုလက်ရှိမှာ pharmaceutical trading company တစ်ခုရဲ့ secretary and digital marketing assistant အနေနဲ့လုပ်ကိုင်နေပါတယ်ကိုယ့်ရဲ့ career development အတွက်ပြီး customer service ဘိုင်းမှာတာဝန်ယူနေရတဲ့အတွက်ပေါ့နော် customer relationship ဘိုင်းမှာပိုကောင်းမွန်အောင် service တွေပေးခြင်းတဲ့အတွက်ဒီ mini MBA မှာ customer relationship management ကိုအဓိက major အဖြစ်တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်ကျောင်းတက်ပြီးနောက်ပိုင်းမှာဆရာမတွေရဲ့ပေါ့နော်သူတို့ရဲ့အရင်ကကျွန်တော်တို့ရတဲ့ experience တွေနဲ့ theory တွေနဲ့ဆက်ဆက်ပြီးတော့ညီမတို့သင်ကြားပေးတဲ့အတွက်စာတွေကိုပုံမှန်နားလည်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာလည်းအဲ့ theory တွေကိုလုပ်ငန်းနဲ့ချိတ်ဆက်ပြီးတော့လုပ်ဆောင်နိုင်တဲ့အတွက်ညီမဆိုလို့ရှိရင် customer service ဘိုင်းမှာလည်းဘယ်လိုမျိုး service မျိုးတွေပေးလို့ရှိရင်ပုံမှန်ကောင်းမွန်လာနိုင်လဲဆိုပြီးတော့စဉ်းစားတွေးခေါ်လာနိုင်တယ်ပေါ့နော်အဲ့ဒီအပြင်ကိုတခြားလုပ်ငန်းခွင်နဲ့ management ဘိုင်းမှာလည်းပုံမှန်ပြီးတော့စဉ်းစားတွေးခေါ်လာနိုင်တဲ့အပြင်အမြင်လဲကျေပြင်းလာတဲ့အတွက်ပေါ့နော်ကိုယ့်ရဲ့ productivity လည်းပုံမှန်တိုးတက်ကောင်းမွန်လာတယ်လို့ခံစားလာရပါတယ်ဒီ mini MBA ပြီးသွားတဲ့နောက်ပိုင်းမှာပေါ့နော်ညီမ MBA ကိုဆက်လက်သင်ကြားဖို့အတွက်ပြင်ဆင်နေပါတယ်ကိုယ်တိုင်အဆင်သင့်ဖြစ်ပြီးအချိန်နဲ့အဆင်ပြေပြီဆိုလို့ရှိရင်တော့ညီမ
MBA ကိုဆက်လက်တင်ကြားသွားမှာဖြစ်ပါတယ်။တင်ကြားမှုတွေကိုထိထိရောက်ရောက်နဲ့တင်ကြားခြင်းနဲ့အတွေ့အကြုံရှိဝိုင်းဆရာဆရာမတွေနဲ့လည်းအတန်းတက်ရောက်ခြင်းနဲ့ကိုယ့်ရဲ့ self development အတွက်လုပ်ငန်းခွင်တဲ့ theory တွေကိုဆက်ပြီးတော့အသုံးချခြင်းနဲ့ဆိုလို့ရှိရင်တော့ MIA ကလည်းရွေးချယ်စရာတစ်ခုဖြစ်ပါတယ်ရှင်။